အခုကျမ post လေးတစ်ခုဖတ်နေတာပေါ့နော်အဲ့ဒီ post ပါဘာရေးထားလဲဆိုတော့စစ်ဘက်ခေါင်းဆောင်ပိုင်းကသူတွေပေါ့နော်သူတို့သားသမီးပြည်သူစစ်မှုထမ်းတဲ့ဝင်ရောက်တာဝန်ထမ်းတာကိုဘလောက်ဂုဏ်ယူကြောင်းနဲ့မိခင်တယောက်ရဲ့ခန်းစားချက်ကိုပေါ့နော်ပေါ်လွင်အောင်ရေးထားတဲ့ post လေးကျမအခုသဘောကျလို့ပေါ့နော်ရှာရှုလာတာပါကျမအဲ့ဒီအကြောင်းလေးဆက်ပြီးတော့ပြောပြပေးပါမယ်သတင်းထဲမှာပုံမပါလို့မယုံပါတဲ့အနေအေးပြီးတော့စကားနေတဲ့အဲ့ဒီကျေးဇူးရှင်လေးကသူတိတ်ရမှာဂုံတူး၄ပါးသာရတယ်ဆိုတာရေပြီးတော့ final ရကျောင်းပြီးတာ graduate with first class ဆိုတာရေကိုသူကမိဘအောင်မပြောခဲ့ဘူးလေနှစ်ခုစလုံးကိုကျောင်းဖုံးဆန်းမှဒီနေ့နေရသိရတာရှင်ဇန်နဝါရီလမှာကျောင်းပြီးတယ်ဖေဖော်ဝါရီလတစ်လနားပြီးတော့မှမတ်လမှာပြည်သူစစ်မှုတန်းတင်တယ်သူ့တခိုင်းခဲ့တယ်ဒါစစ်မှုထမ်းရမယ်လို့အကျိုးအကြောင်းပြောနေစွာရှင်းပြလာတဲ့အဖေစကားကိုဒါအနှင်းခေမှစောတကမတက်ခဲ့ပါဘူး။တကြံရက်တွေရဲ့နဲ့သူ့မွေးနေ့ရက်ကိုတင်နှမ်းမှာပဲကြော်ဖြတ်ခဲ့တယ်။ပြောသွားမှစိုးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒီမိမိကလည်းတားရဲ့မွေးနေ့ရက်မှာတစ်ခါပဲဖုံးဆက်ခဲ့ပြီးတော့နောက်တစ်ခါမှဖုံးမခေါ်ခဲ့တာ။တင်နှမ်းပြီးတဲ့အထိပေါ့။စိန်ကားရလားမာနာထားရလားမသိတဲ့ဒီသားဟာလေတင်နှမ်းတစ်လျှောက်လုံးသူကစပြီးတော့ကျမကိုဖုံးမခေါ်ခဲ့ပါဘူး။တင်နှမ်းကာလတစ်လျှောက် Viber Family Group Chat မှာဘယ်တော့မှဝင်မလာတဲ့ဒီသားဟာသူ့ပြစ်ခတ်စဉ်က၄လက်မကြည်စုကို၅ချက်ဝင်ပြီးတော့အမှတ်အများဆုံးရတဲ့အချိန်မှာတော့ဒီသတင်းလေးမိသားစုစီပို့လို့ရလားလို့တင်နှမ်းကတာဝန်ရှိသူတွေကိုခွင့်တောင်းပြီးတော့သတင်းပို့လာတော့တယ်လေဒါသူကုန်ယူလို့ပေါ့ဆိုပြီးတော့ဒီမိမိမှာပျော်မဆုံးတာပဲရှင်ကိုယ်တိုင်သွင်းတာကလွယ်လို့အထွက်သာရှိပြီးတော့အဝင်မရှိတဲ့မိမိရဲ့ KP ကိုငွေဝင်ချောင်းအချက်ပြတန်ကြတော့ဘယ်ရပါလဲလို့ကြည့်မိလိုက်ပါတယ်ဒါကတားရဲ့ပထမဦးဆုံးလစာတွေကလွှဲပေးလိုက်တာလို့ဖတ်လိုက်ရတဲ့အချိန်မှာဒီမိမိကြည်နူးလိုက်ရတာဆိုတာလေတားပြော့သွားမှဆိုးလို့ပြစ်ထားခဲ့တဲ့ဒီမိမိဟာတင်နန်းစင်ပွဲအခမ်းအနားမှာတော့မျက်ရည်ဝမ်းရတော့တာပါပဲတားဟာ2လခွဲအတွင်းမှာအသားတွေညူသွားတယ်73ပေါင်တက်လာတယ်ပဲဟင်းအစွမ်းပေါ်ရှင်ရင်အုပ်ကြီးကားလာပြီးတော့ကြွက်သားတွေကြစ်လက်မှာကြောလာတော့တာပါပဲတင်နန်းစင်ပွဲအခမ်းအနားမှာတားတို့စစ်ကြောင်းကြီးစထွက်လာကြတဲ့ကမိမိဟာရင်ဖုန်တန်လေးမြန်နေပြီရှင်ညနေထားကအစာပြောင်းလဲသွားတဲ့မန်ပြည့်နဲ့စစ်ပုံကြကြလမ်းလျှောက်နေတဲ့တာကိုမြင်ရချိန်မှာတော့မိမိမျက်ဝန်းလေးမျက်ရည်တွေလဲလို့ပေါ့ကျေးဇူးအများကြီးတင်ပါတယ်တာတာဝန်ထမ်းဆောင်စီကာလတစ်လျှောက်မှာလဲတာထူးချွန်တဲ့ကွန်ပျူတာဆိုင်းရပညာနဲ့အကောင်းဆုံးအကျိုးပြုလိမ့်မယ်လို့မိမိယုံကြည်ပါတယ်တိတ်မကြွတတ်တဲ့ဒီမိမိဟာသမီး MSc ပြီးတော့ကသမီးအကြောင်းကြွားခဲ့တာမို့တာတာဝန်ကြည်တဲ့အခါမှာလဲတာအကြောင်းကြွားရတာပေါ့ရှင်မီဒီယာတွေမှာမဟုတ်တာတွေဘလောက်ရေးခင်ရမတုံ့မှုပဲကိုလို့ဆရာရှိတာကိုတိတိငင်ငင်လုပ်ခဲ့တဲ့သမီးနဲ့သားကိုကျေးဇူးတင်ပါတယ်ကျမကဲရုံနေဆိုတဲ့သူတွေလည်းဒီဘက်လားမယုံမှုဆိုတဲ့သူတွေလည်းဟိုဘက်သွားချစ်တဲ့သူတွေဒီဘက်လားမချစ်တဲ့သူတွေဟိုဘက်သွားမှန်တယ်ထင်တဲ့သူတွေဒီဘက်လားမမှန်ဘူးထင်တဲ့သူတွေဟိုဘက်သွားဒီဘက်ကများခြင်းများဟိုဘက်ကများခြင်းများကိုလုံးရမယ့်အလုပ်ကိုအလုပ်ဒုတာဝန်တွေဒုတွေတာဝန်ကြည့်ကြပါစို့တားနဲ့သမီးတို့ကြီး